အားလုံးပဲမင်္ဂလာပါလူတွေကနေ့စဉ်ဘဝထဲမှာကျင်လည်ကြတဲ့အခါမှာနေ့တိုင်းပေါ့နော်အချိန်တွေနေ့ရက်တိုင်းမှာပေါ့နော်အချိန်တိုင်းနေ့ရက်တိုင်းမှာဆိုလို့ရှိရင်ကိုယ့်ရဲ့အကြောင်းကျိုးဆက်ဆက်မှုတွေကဘလို့များပဋ္ဌာန်းတရားနဲ့ဘလို့ဆက်ဆက်မှုရှိလဲဆိုတာလေးကိုဝေမျှပေးချင်ပါတယ်အဲ့တော့ပဋ္ဌာန်းတရားဆိုတာကလည်းပဲအကြောင်းကျိုးဆက်ဆက်တယ်ဆိုတဲ့ပဋ္ဌာန်းတရားတွေဖြစ်ပါတယ်ဒါကတော့ကြကြဝလေ့လာကြမယ်ဆိုတော့သိကြမှာပါပေါ့နော်ဆိုတော့အကြောင်းကျိုးဆက်ဆက်တယ်ဆိုတဲ့ဒီတရားဟာဒီကိုယ်နဲ့ခန္ဓာကိုယ်နဲ့ဘယ်လိုမျိုးဆက်ဆက်နေလဲပေါ့နော်ဒီဟာဆိုတော့ကိုယ်မှာကစိတ်ဆိုတဲ့အကြောင်းအရာတစ်ခုပေါ်မှာမူတည်ပြီးတော့မှလူတစ်ယောက်ကမနဲ့အိမ်ကနိုးလိုက်ပြီဆိုလို့ရှိရင်ပေါ့နော်စိတ်ကလေးတစ်ခုကိုအကြောင်းပြပြီးတော့ဒီစိတ်ကပျော်ရွှင်နေတယ်အေးချမ်းနေတယ်လွတ်လွတ်လပ်လေးရှိနေတယ်စိတ်ကလေးမှာဘာမှအညစ်တွေကပ်နေတာမျိုးမရှိဘူးစိတ်ရဲ့သဘောကအမတန်ကိုနေရထိုင်ရတာကအရန်ကိုကောင်းနေတယ်ဆိုတဲ့ခါကျရင်အဲ့ဒီနေ့မှာလူတစ်ယောက်ကအဲ့ဒီလူကကိုလှုပ်ရမယ်အလုပ်တွေအကုန်လုံးကရလက်ကောင်းတွေရတယ်အစဉ်ပြေမှုတွေဖြစ်တယ်ကိုဖြစ်ချင်တဲ့ဆန္ဒတွေအားလုံးကပြည့်စုံလာတယ်ဒါဟာဘာလို့စိတ်ဆိုတဲ့အကြောင်းတရားမှာမူတည်ပြီးတော့ကိုယ့်ရဲ့လုပ်ရက်တွေကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေဆိုတဲ့အကျိုးတရားတွေကဖြစ်ပေါ်လာတာပါအဲ့တော့ဒီလိုမျိုးပဲစိတ်ကဥဆောင်နေတာဖြစ်တဲ့အတွက်လောကကြီးမှာလူတိုင်းစိတ်ကဥဆောင်နေတာဖြစ်တယ်အဲ့တော့ဒီစိတ်ကလေးတစ်ခုကမနဲ့မိုးလင်းတာနဲ့နောက်ကြည့်နေတယ်ပေါ့နော်စိတ်တွေမပျော်နေဘူးစိတ်ထဲမှာလည်းပဲဘလို့မှပျော်ရွှင်မှုတွေကမရှိနေဘူးဒေါသတွေပဲထွက်နေတယ်တစုံတစ်ယောက်ကိုမကျေမနပ်ဖြစ်နေရတယ်ပေါ့နော်တခုခုကနေပြီးကိုယ့်ရဲ့စိတ်ထဲမှာလာပြီးတော့အနှောက်အယှက်ပေးနေတယ်လို့မျိုးခံစားနေရတယ်ဆိုလို့ရှိရင်ဒီစိတ်ကမနဲ့မိုးလင်းတာနဲ့ကိုယ့်ကိုဥဆောင်နေတဲ့စိတ်ကလုံးဝအညစ်ကပ်နေတယ်ဘလို့နည်းမှမပျော်နိုင်ဘူးဖြစ်နေတယ်မအေးချမ်းနိုင်ဘူးဖြစ်နေတယ်ဆိုရင်အဲ့ဒီနေ့တနေ့တာမှာဒီလူတယောက်ဟာလောက်ရတဲ့လောက်ရက်ဒီအားလုံးကကိုယ့်အတွက်အဆင်ပြေမှုတွေဆိုတာဖြစ်မလာဘူးကိုဖြစ်ချင်တဲ့ဆန္ဒတွေဆိုတာဖြစ်မလာဘူးကိုလိုချင်တဲ့ရလဒ်တွေလည်းမရနိုင်တော့ဘူးအဲ့တော့စိတ်ဆိုတဲ့အကြောင်းကိုမူတည်ပြီးတော့မှကိုယ့်ရဲ့ဒီတနေ့ကင်းလုံးလောက်ရတဲ့လောက်ရက်တွေဟာဆိုရင်ကောင်းတဲ့အကျိုးတရားတွေမရနိုင်တော့ဘူးဘာလို့လဲဆိုတော့မနေ့မိုးလင်းတဲ့ကနေကိုယ့်ရဲ့စိတ်ကenergy မကောင်းဘူးစိတ်ရဲ့သဘောတရားဒီအညစ်တွေကတ်နေတယ်ခုနလိုပေါ့စိတ်ဆိုးတယ်စိတ်တိုးတယ်စိတ်ဆက်တယ်မပျော်ဘူးဆိုတဲ့ကိစ္စတွေဖြစ်တယ်ဒါကလူတိုင်းမှာဖြစ်တတ်ပါတယ်တခါတရံမှာပေါ့နော်ဆိုတော့စိတ်ရဲ့သဘောတရားကလည်းပဲညှင်းငွေ့တတ်တဲ့သဘောတွေရှိပါတယ်နောက်တစ်ခါတလေကြလို့ရှိရင်ဒီစိတ်ကလေးကမပျော်ဘူးဖြစ်နေတယ်ပေါ့နော်မပျော်ဘူးဆိုတဲ့ခါကျတော့ဘာမှမလုပ်ချင်ဘူးအလုပ်တွေကိုဘာမှကိုမလုပ်ချင်မဲနဲ့ရပ်ပလိုက်ချင်တာတွေရှိတယ်ဘာမှမလုပ်တော့ဘူးဟာဆိုပြီးတော့မှလွတ်ချပလိုက်ချင်တဲ့အချိန်ခါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့စိတ်ရဲ့သဘောကတခါတရံမှာညှင်းငွေ့တတ်တယ်တခါတရံမှာပျော်ရွှင်မှုအပြည့်နဲ့ဖြစ်နေတယ်ဒါသူ့ရဲ့သဘောတရားပဲပေါ့နော်အဲ့တော့ပြောချင်တာကဒီအချိန်မှာစိတ်ကမပျော်တော့ဘူးဘာမှမလုပ်ချင်တော့ဘူးဆိုတဲ့အချိန်ခါရောက်ရင်ဒါစိတ်ခွန်အားလေးကျနေတာဖြစ်တယ်အဲ့တော့ခွန်အားကျတဲ့စိတ်ကိုဦးစီးခိုင်းမယ်ဆိုရင်လူတစ်ယောက်ကကောင်းတဲ့ result မရနိုင်ဘူးကောင်းတဲ့လက်လာပါတွေကောင်းတဲ့အလုပ်အကိုင်အခွင့်အရေးတွေဟာမရနိုင်ဘူးဒါကြောင့်မို့လို့ကိုဦးစီးမဲ့စိတ်ကအမြဲတမ်းကြည်လင်နေရမယ်စိတ်ကအမြဲတမ်းအညစ်ကင်းစင်စွာနဲ့စိတ်ကိုပျော်ပျော်ရွှင်ရွှင်လေးနေရမယ်ဒါမှသာလျှင်ကိုယ့်ရဲ့ရလဒ်တွေစိတ်ဆိုတဲ့အကြောင်းတရားပေါ်မှာမူတည်ပြီးတော့မှကိုယ့်ရဲ့ရလဒ်တွေအကျိုးတရားတွေကဘယ်လိုပုံစံရလာမလဲဆိုတာအဲ့ဒီမှာနေဟွာချသွားတယ်အဲ့တော့ကိုယ်စိတ်ခွန်အားလေးနည်းနေတယ်ဆိုတဲ့အချိန်မှာကိုကဒါကြီးကိုအကြာကြီးဖြစ်မခံမဲနဲ့ပေါ့နော်စိတ်ခွန်အားပြန်တက်လာစေမဲ့စာတွေဖတ်တာမျိုးစိတ်ခွန်အားပြန်ကောင်းလာစေမဲ့ပေါ့ဇာတ်လေးတွေနားထောင်လိုက်တာမျိုးကိုယ့်ကိုစိတ်ခွန်အားပေးနိုင်မယ်ဆိုတဲ့သူမျိုးနဲ့ဖုန်းစကားပြောတာမျိုးစကားပြောကြည့်ပါနော်အဲ့လိုမျိုးလေးတွေဆိုရင်ကိုယ့်ရဲ့စိတ်ခွန်အားလေးအပြောင်းလေးဖြစ်သွားပြီးတော့ခုနစိတ်ညစ်တယ်ဆိုတဲ့ကိစ္စတွေရော့ကျသွားပြီးတော့အေးချမ်းတဲ့ပေါ့နော်အေးချမ်းတဲ့ energy လေးပြန်တက်လာတယ်ဆိုလို့ရှိရင်ကိုလှုပ်ရတဲ့လှုပ်ရက်တွေအပေါ်မှာကိုယ့်ကိုဥဆောင်တဲ့စိတ်က energy ပြန်တက်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီစိတ်ဆိုတဲ့အကြောင်းတရားမှာမူတည်ပြီးတော့ကိုယ့်ရဲ့အကျိုးတရားတွေကလောက်ရကန်ရတာအခွင့်အရေးတွေအခွင့်အလမ်းတွေလက်လာပါတွေဆိုတာပွင့်လန်းလာတယ်အဲ့တော့ငွေရှာတဲ့သူတွေအကုန်လုံးပေါ့နော်စီးပွားရှာကြတဲ့သူတိုင်းဒီအဲ့ဒီစိတ်ကပဲဥဆောင်တယ်နော်ဘယ်အရာမှဆိုစိတ်ကပဲဥဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ခုတော်တော်များများဒီချက်ပိုင်းမှာမေးတယ်တစ်ချက်ပတ်စံနေရှားဖွေရတာတွေအခက်အခဲတွေဖြစ်တယ်လုပ်ငန်းတွေဥပမာတချို့ဆိုအထည်ရုပ်တွေအထည်တွေလောက်ကြတယ်စက်ရုံတွေမှာချုပ်တယ်ပြန်ရောင်းတဲ့အခါမှာရောင်းလို့မရဘူးအရှုံးတွေပေါ်တယ်ဆိုတာမျိုးအများအားကြားရတယ်အဲ့တော့ဘာဖြစ်တာလဲဆိုလို့ရှိရင်အဓိကကိုယ်မှာရှိတဲ့လိုအပ်ချက်တွေအကုန်လုံးကိုပြည့်စုံအောင်သိအောင်နားလည်အောင်လုပ်ဖို့လိုအပ်နေတယ်အဓိကအထဲကစိတ်ကိုဥဆောင်နေတဲ့စိတ်ဒီဘ
လို့စိတ်မျိုးနဲ့အလုံးလုံးနေတာလဲဆိုတာကိုပြန်ပြီးတော့လေ့လာကြည့်ပါနော်နောက်တစ်ခုကကြတော့ဟိုအဓိကဒီလိုမျိုးစီးပွားရေးလုပ်ငန်းတွေလုပ်မယ်ဟေ့ဆိုလို့ရှိရင်အထဲကကိုယ့်ရဲ့စိတ်ကကိုယ့်ကိုဥဆောင်နေတဲ့နေရာမှာဘလို့စိတ်မျိုးနဲ့ဥဆောင်နေတာလဲဆိုတာကိုလေ့လာပါနံပါတ်1အချက်နောက်တစ်ချက်ကကြတော့ကိုယ့်ရဲ့အခွင့်အရေးတွေနော်အကျိုးတရားတွေရဖို့ဆိုလို့ရှိရင်ငါဘာတွေသင်ယူရမလဲဘာတွေလေ့လာရမလဲဥပမာကိုယ်မှာကိုယ်ပိုင်ရဲ့ personal brand ရှိပြီလားเนาะကိုယ့်ကိုလူတွေအများကြီးသိပြီလားဒီလိုဖြစ်အောင်အရင်လုပ်ရမယ်ဆိုတဲ့နည်းစနစ်တွေပြည့်စုံကိုလည်းပဲလေ့လာသင်ယူရပါမယ်เนาะအဲ့တော့ဘက်စုံပေါ့ပြောချင်တာကဘက်စုံတွေအားလုံးကိုကသင်ယူတင်တာသင်ယူမယ်လေ့လာတင်တာလေ့လာမယ်ကိုယ့်ရဲ့စိတ်ကိုဦးစီးထားတဲ့စိတ်ရဲ့အနေထားစိတ်ရဲ့သဘောတရားကဘယ်လိုနေရာမှာသွားပြီးဦးစီးနေတာလဲဆိုတာအရေးကြီးတယ်အဲ့တော့အဲ့ဒီလိုမျိုးဘက်စုံတွေဖြစ်လာပြီဆိုတဲ့ခါကျရင်ကိုယ့်ရဲ့ရက်လက်ကိုယ့်ရဲ့အကျိုးတရားတွေကသေချာပေါက်ကိုစိတ်ချမ်းသာစရာလေးတွေကြုံတွေ့ရမယ်ဆုံးရှုံးမှုတွေအများကြီးနည်းသွားမယ်ဆုံးရှုံးမှုတွေမဖြစ်နိုင်တော့ဘူးပေါ့နော်အဲ့တော့ပြောချင်တာကကိုယ့်ကိုဥဆောင်နေတဲ့စိတ်ဒီအမတန်ကိုမှအရေးကြီးတာဖြစ်တဲ့အတွက်စိတ်ဆိုတဲ့အကြောင်းတရားတစ်ခုတည်းပေါ်မှာပဲလူတွေရဲ့ရက်လက်တွေအကျိုးတွေကဖြစ်ပေါ်နေတာပါဒါကြောင့်မို့လို့ကိုယ့်ရဲ့စိတ်ကိုဘယ်နေရာမှာထားမလဲဘယ်နေရာမှာဥဆောင်ခိုင်းမလဲဆိုတာကကိုယ်တိုင်ရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်အဲ့တော့ကြောင်းကျိုးဆက်ဆက်မှုတွေဆိုတာကလူတိုင်းမှာရှိနေတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ဆက်ဆက်မှုကရောဘယ်လိုပုံစံဘယ်လိုနေရာမှာသွားပြီးတော့အသုံးချမှာလဲကိုယ့်ရဲ့စိတ်ကလေးကိုဘယ်လိုနေရာမှာထားမလဲဆိုတာကကိုယ့်ရဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်